ဈေးလည်းမကြည့်ဒီဇိုင်းလည်းလမ်းပြီးတော့ဘက်ထရီကလည်းအရန်ကိုအသုံးခံမဲ့ဟာဖုန်းမျိုးတွေရှာနေတာလားကဲဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်တော့နော်ဒါလေးက Vodafone ရဲ့ Vizio 291လည်း earphone လေးပဲဖြစ်ပါတယ်သူ့ရဲ့အဓိက highlight က Bluetooth 5.4 ကိုသုံးပေးထားတယ်အဲ့လိုမျိုးသုံးပေးထားတဲ့အတွက်ကြောင့်မလို့ connection ကလည်းငြိမ်ပြီးတော့ gaming ဆော့တဲ့အခါမှာလည်းပဲဒီလေးဖြစ်တာတွေအရန်ကိုနည်းသွားမယ်နောက်တစ်ခုက 40mm last speaker ကိုသုံးပေးထားတာဆိုတော့အတန်လေးကလည်းတော်တော်လေးကြည်ရဲ့သူ့ရဲ့ကုရှင်လေးကအရန်အစ်ဆက်နေတဲ့အတွက်ကြောင့်မလို့ရေရှည်သုံးမယ်ဆိုရင်လည်းပဲနားနာတာတွေအဲ့လိုမျိုးဖြစ်တော့ဘူးပေါ့ဘက်ထရီပိုင်းမှာလည်းတော်တော်လေးအားခံတယ်လို့ပြောလို့ရတယ်22နာရီလောက်ကိုအေးအေးဆေးဆေးလေးသုံးလို့ရတယ်ဆိုတော့အရန်ကိုအဆင်ပြေတယ်တကယ်လို့အောက်ကိုသွားရင်ဆိုရင်တော့မှ audio ကြိုးလေးထိုးပြီးတော့သုံးလို့ရတယ်ဆိုတော့တကယ်ကိုအဆင်ပြေတာပေါ့ဒီရောဖို့ပပနဲ့အတန်အတွက်ကောင်းကောင်းလေးလိုချင်တယ်သူအတွက်တော့တကယ်ကို best value ပဲနော်ကဲဒီတော့ဘိုးအေးလေးနဲ့အိမ်မှာကော်ဖီလေးတောက်ပြီးတော့ချင်းလေးနားထောင်ခြင်းနဲ့ဆိုရင်တော့ပိုးရိုးကလေးစီမိုမှာအခုပဲအပြေးလေးလာကိုယူလိုက်တော့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်